အဲ့တော့ဒီ comment လေးအရင်စိတ်ဝင်စားစရာကောင်းတယ်ဒီ comment လေးကိုကျွန်မဖြည့်ပေးပါမယ်ရှင်တန်ခြင်းပင်မဲ့အတားအဆီးတို့ဘာလို့တုံးရင်ရောတဲ့ yes အဲ့တော့ရှင်တန်ခြင်းပင်မဲ့အတားအဆီးတို့ဘာလို့တုံးတ၍မင်းမှာရှင်တန်လိုတဲ့ desire ရှိနေတ၍မင်းဟာထက်ခါစူးစမ်းနေအောင်မှာပဲဖြစ်တယ်အဲ့တော့ဥပမာပြောပြရရင်ကျမတို့စီမှာမျိုးစစ်မရှိဘူးသို့တော့ရေရှိတယ်မြေဩဇာရှိတယ်အဲ့ဒါဆိုအပင်ဖြစ်နိုင်အောင်မလားမဖြစ်ဘူးအဲ့လိုပဲကိုယ့်စီမှာမျိုးစစ်ရှိတယ်မြေဩဇာရေမရှိရင်အပင်မဖြစ်တယ်လို့ကိုယ့်စီမှာမျိုးစစ်မရှိဘူးမြေဩဇာရေတော့ရှိနေတယ်ဆိုရင်လည်းအပင်မဖြစ်လောက်ဘဝတစ်ခုဖြစ်ဖို့ဆိုတာကိုယ်တိုင်လည်းရှင်သန်လိုစိတ်ရှိအောင်မှကိုယ်လည်းလိုလားခေါ်ခြင်းလိုစိတ်ရှိအောင်မှအဲ့ဒီလိုပဲကိုဖြစ်လာပြီးတဲ့နောက်ပိုင်းမှာကိုယ်တိုင်ကိုဘဝကိုကြိုးကင်ပြီးစူးစမ်းခြင်းနဲ့စိတ်ရှိအောင်မှဘဝတစ်ခုဟာရှင်သန်အထမြောက်တယ်အဲ့တော့မိမိရဲ့ဘဝကိုဘယ်တော့မှလွယ်ကူကူနဲ့အရှုံးမပေးပါနဲ့။ဘာကြောင့်လဲဆိုရင်ဘဝတစ်ခုဖြစ်ဖို့ဆိုတာကလူတွေအပေါ်ယံမြင်တယ်လို့မျိုးတိတ်လွယ်ကူမနေဘူး။ဒါကြောင့်မလို့ကိုယ့်ဘဝကိုဘယ်တော့မှအရှုံးမပေးပါနဲ့